နေ့က20ရက်5လ2025ဗုဒ္ဓဟူးနေ့မှာနေပြီးတော့ကြက်3កောင်တိုက်3កောင်လုံးနိုင်သွားတယ်ကြက်ဝဲ3ဝိုင်းနဲ့ဖြစ်တာနေပြီးတော့ကြည့်ပဲ3កောင်လုံးနိုင်သွားတယ်အဲ့တော့ဒုတိယဝိုင်းပေါ့အပေါ်ကြီးပေးပြီးနောက်အောက်ကြီးကနေရက်ကန်နဲ့နေပြီးတော့ဟိုဘက်ကလောင်ပြီးတော့ခတ်နေပြီးတော့ပြန်နိုင်သွားတယ်နောက်ပထမဦးဆုံးပွဲပေါ့နေပြီးတော့နဲ့ဥတော်တို့တူနဲ့ကြက်ပွဲတစ်ပွဲဖြစ်တယ်ဥတော်တူကလည်းမနစ်ကကြက်တပွဲပြေးထားတယ်ဒီနှစ်မှလည်းနိုင်ရဲနဲ့တပွဲပြေးထားတယ်ကြားထဲမှာ2ပွဲပြတ်နိုင်တာတယ်အဲ့တော့အဲ့ကျက်တိုက်ဖြစ်တယ်ကြက်လဲတိုက်ဖြစ်ရောဘာဖြစ်လိုက်တော့ဆိုနေပြီးတော့လုံးဝစုပ်ပြတ်တက်ပြီးကြက်လှဲငုတ်တူခေါင်းလေးကိုပက်လက်လန်လေးလန်ဒိုင်းကောင်းလေးဖြစ်သွား9သိန်း5000ပေါက်သွား9သိန်း5000ပေါက်သွားပြီးတော့ဟိုဘက်ကြက်တခင်ကလည်း9သိန်း5000ပြန်တောင်းတယ်တောင်းပြီးတော့နောက်တီဆက်လုံးမယ်ဆိုနောက်တီကျရင်ကောက်မယ်တဲ့9000ပြန်ပြီးပါတဲ့ဒီဘက်ကြက်ပြေးတခင်ကျွန်တော်တူကလည်းကြက်ကအများကြီးကြိုထားပြီးမိုင်းကျွန်းအောင်ကြိုထားပြီးဆိုတော့သူကဟိုမပေးနိုင်တော့ဘူးဗောဒီ90009000လည်းပေးထားပြီးဗောအဲ့ဒါနဲ့ဆက်လွတ်တာဗောဆက်လွတ်တော့ခဏနေရောသူ့ကိုတစ်ချက်ခွန့်ပြီးတော့တခါကြက်ပြေးကဟိုဘက်ကြက်ကမလိုက်နိုင်တော့ကြက်ပြေးကတခါညောင်းနဲ့ထွက်ပြေးပြန်နော်မနေ့ကဆိုတော်တော်များများကုန်ရတယ်နော်နေပြီးတော့ဖွဲ့လည်းကုန်တယ်အဲ့တော့နောက်တတိယဝိုင်းမှာလည်းဟွာဗော10သိန်း3သိန်းပေါက်10သိန်းပေါက်တဲ့ခင်မှာကြက်တခင်ကနေပြီးတော့ကြက်တခင်ကကြက်တော့ကောက်မယ်သူတို့3သိန်းခွဲပြန်ပေးပါဗောကြက်ကမေးပြီးခေါင်းမှာကျိုးကြပြီးလို့မှုတ်သွားပြီးသွားပြီရဲလေးပဲကြံတော့ဒီလိုကျိုးကြပြီးဘာမှမလုပ်နိုင်တော့ပြန်တောင်းတာမပေးနိုင်ဘူး3သိန်းခွဲဒီဘက်ကကျိုးကလည်းကျိုးဒီဘက်မှာလည်းအတန်ကြီးပဲရှိသေးတာဟုတ်ဆွဲလို့တော့မရသေးဘူးနောက်ဆုံးကြတော့တီးနေလည်းကောက်ကူရောသူတိုင်းသူအကြောင်ကြီးနဲ့တခါထွက်ပြေးပြန်အောင်အဲ့တော့မင်းတို့ဥတော်ဟိုဘက်နေ့က9ချက်ပြောတဲ့အချိန်မှာကြက်ဆိုတာမျိုးဒီကပဲအဲ့တော့မျိုးစီမမှန်ပင်မတန်ဖူးတံပွင့်လဲအလကားပဲနော်တီကင်းတဖုတ်အဲ့စိုက်ပြိုးတဲ့လူအရင်မှပြုတ်လာအဲ့တော့မင်းတို့တွေကြက်တွေမျိုးမမှန်အခုလိုပဲဆုံးကြုံမှာပဲအဲ့တော့နေပြီးတော့မနေ့က3ပွဲနိုင်သွားတာဘလို့နေရောမျိုးနေပြီးတော့ဖွဲ့လေအကုန်လုံးဂွေးကျွပြန်ကုန်ရတော့လေနော်ကိုနေပြီးတော့ဖွဲ့လေ3ပွဲတော့နိုင်တယ်ဂွေးကျွပြန်ကုန်ရတယ်လို့ဟုတ်လား